မောင်လားအဲ့ဒါကိုငါ့ကိုပေးစမ်းမင်းညီမလေးကိုပြန်လိုချင်တယ်ပေါ့လေထိုစဉ်ကျွန်ုပ်၏နောက်ွယ်မှာရွှေခနဲလေချွင်းတန်တစ်ချက်ထပ်ပေါ်လာပြီးခဲလုံးတစ်လုံးသည်မောင်လာ၏လက်ကွက်မှုကိုတဲ့တဲ့မှန်သွားသဖြင့်ဆေးတံထုတ်မှမျက်ခင်းပေါ်သို့ကျသွားလီတော့သည်အခန်းငါမြတ်နန္ဒာရေကန်အနီးကလိုက်တန်းပြေးတံကျွန်ုပ်သည်ဇရက်ပေါ်မှာခုံဆင်းလိုက်သည်နှင့်အမောင်ထဲတွင်ပြေးလွှားနေသောလူရိပ်နောက်သို့အစွမ်းကုန်လိုက်လီတော့သည်ထို့သူသည်အတော်ပင်တွက်လက်လာ၏မြတ်နန္ဒာရေကန်၏ကံပေါင်ရိုးအတိုင်းပြေးလွှားနေသောထို့သူ၏ခြေထံကိုနားဆွင်ရင်းကျွန်ုပ်ကလည်းဇွဲမလျှော့ရဲလိုက်ခဲ့မိသည်ကံပေါင်ရှိညောင်ပင်ကြီးတစ်ပင်အောက်သို့ရောက်သောအခါထို့သူသည်ရုတ်တရက်ရပ်လိုက်သည်ကျွန်ုပ်ဘက်သို့လှည့်လာ၏လာမင်း၏အလင်းရောင်ဖြော့ဖြော့အောက်တွင်ထိုသူ၏မျက်နာကိုမြင်လိုက်ရသောအခါကျွန်ုပ်အံ့အားသင့်သွားမိသည်ထိုသူကအခြားသူမဟုတ်ပြတိုက်ဆောင်ဝန်ထမ်းလေးမောင်လာပင်ဖြစ်နေသောကြောင့်သည်မောင်လာမင်းဒါဘာလုပ်တာလဲဟုကျွန်ုပ်ကအမောတကောမေးလိုက်သည်မောင်လာသည်သူ့၏လက်ထဲတွင်ထုတ်ထားသောအရာကိုရင်ဘတ်၌တင်းတင်းဆုပ်ကိုင်ထားခြင်းတုံရီသောအတန်းဖြင့်ဆရာကြီးကျွန်ုပ်ကိုခွင့်လွတ်ပါကျွန်တော်ဒါကိုမယူချင်ပါဘူးဒါပေမဲ့သူတို့ကကျွန်ုပ်ညီမလေးကိုဖမ်းထားတယ်ဗျာဟုပြောရင်းငိုးရှိုက်လေးတော့သည်ကျွန်ုပ်သည်စိတ်ကိုတင်းငင်အောင်ထားလိုက်ပြီးခြေလန်းအနှဲငယ်တိုးပွားလိုက်၏စေအေးထားပါမောင်လားမင်းညီမလေးအတွက်ငါနဲ့ဦးထွန်းဖေတို့ကူညီပါမယ်အခုမင်းလက်ထဲကဆေးတံကိုငါ့ကိုပေးစမ်းအဲ့ဒီလူတွေကဘသူတွေလဲမောင်လာကစကားပြန်ပြောမိအပြုညောင်ပင်နှောင်းခွေမှအရိပ်တစ်ခုထွက်ပေါ်လာ၏ထိုသူကနဂါ၌ဤရန်သူများထဲမှတဦးမဟုတ်ပဲအနောက်တိုင်းဝတ်စုံကိုတေသက်စွာဝတ်ဆင်ထားသောလူလက်ပိုင်းအမျိုးတဦးဖြစ်နေပြန်၏သူ့၏လက်ထဲတွင်တုတ်ကောက်တစ်ချောင်းကိုကိုင်ထားပြီးအေးဆက်သောအပြုံးထင်းကျွန်ုပ်တို့ကိုကြည်နေ၏စုံတော့ဦးမင်းခေါင်ခမည်းကတော်တော်လေးနှက်ခေါင်းထပ်တာပဲဒါပေမဲ့ဒီကစားကွဲကခမည်းထင်သလောက်မရိုးရှင်းဘူးဗျာဟုထိုသူကဆိုသည်ကျွန်ုပ်သည်စေးတံကိုပြန်ထုတ်ကာပါဇက်သေးခဲလိုက်ရင်းဩခမည်းကနောက်ခွဲကကြိုးကွိုင်သူဥပစောမဟုတ်လားယရနာဂုံတေဤဆိုပြီးနာမည်ကြီးပေမဲ့တကယ်တော့နန်းတွင်းယရနာတွေကိုခိုးထုံနေတဲ့သူပေါ့လीဥပစောကတဟဲဟဲရေမောလိုက်ပြီးနာမည်ကတော့အရေးမကြီးပါဘူးအရေးကြီးတာကမင်းတုံးမင်းတရားကြီးရဲ့ရွှေဆေးတံတွေပါရှိတယ်လျှို့ဝှက်ချက်ပဲမောင်လားအဲ့ဒါကိုငါ့ကိုပေးစမ်းမင်းညီမလေးကိုပြန်လိုချင်တယ်ပေါ့လေမောင်လာသည်တွေဝေသွားသည်ဆေးတံထုတ်ကိုဥပါစောတံကမ်းပေးရန်ပြင်လိုက်သည်ထိုစဉ်ကျွန်ုပ်၏နောက်ွယ်မှာရွှေခနဲလေချွင်းတန်တစ်ချက်ထပ်ပေါ်လာပြီးခဲလုံးတစ်လုံးသည်မောင်လာ၏လက်ကွက်မှုကိုတဲ့တဲ့မှန်သွားသဖြင့်ဆေးတံထုတ်မှမျက်ခင်းပေါ်သို့ကျသွားလီတော့သည်ဘသူလဲဥပါစောကအော်လိုက်သည်အမောင်ထဲမှနဂါ၌သည်အေးအေးဆေးဆေးလမ်းလျှောက်ထွက်လာ၏သူ့၏လက်ထဲတွင်ဂူးစာတစ်လက်ကိုကင်ထား၏ပါစောမင်းကလူရုပ်ပါပဲခလေးတယောက်ကိုဓာစာဟုံလို့ဒီပစ္စည်းကိုလိုချင်နေတာလားကိုမင်းခေါင်းဆေးတံကိုကောက်လိုက်ဗျာဒီလူကိုကျွန်တော်ကင်တွေလိုက်မယ်အခြေအနေကတင်းမာသွား၏ဥပါစောသည်သူ့၏တုတ်ကောက်ထဲတွင်ဝေထားသောဓာမြောင်ကိုဆွဲထုတ်လိုက်ပြီးနဂါ၌ထန်းသို့ပြေးဝင်သွားလီတော့သည်ကျွန်ုပ်သည်မြက်ခင်းဖော်ကဆေးတံကိုကောက်ယူလိုက်စင်မှာပင်နောက်ထပ်လူတစုရဲ့ခြေတံများကိုကြားလိုက်ရပြန်သည်ဒီတစ်ခါတော့ဘသူတွေများပါလိမ့်မယ်ကျွန်ုပ်သည်ဆေးတံကိုတင်းတင်းစွတ်ကန်ရင်းညနဲ့ပိုင်းမြနန္ဒာရေကန်ဘေးကပေဟလီကိုအပြေရှာဟုပြင်ဆင်လိုက်မိတော့သည်